မင်္ဂလာပါမိတ်ဆွေများကျမအခုဒီညတုံလှုပ်တက်သူမဲ့လွတ်မယ်ဆိုတဲ့ကောင်းစဲနဲ့ပေါ့နော်ပြန်တက်လာတယ်ဆိုတော့အခုဒီတချို့ကနော်တုံလှုပ်တဲ့အရာအမျိုးမျိုးပေါ့နော်အခုချိန်ဒီအာဖရိကဆိုလို့ရှင်ဂျမေကာနော်ဒီဟွာကမုန်တိုင်းကချနေတာဖြစ်တယ်ကျမတို့အခုဒီရဆူတောင်းပေးနေတယ်ဆိုတော့တကယ်ကို category 5ပေါ့နော်တော်တော်လေးပြင်းနေဖြစ်တယ်ဆိုတော့အဓိကကတော့မိတ်ဆွေများကျမတို့ဒီဟိုတုံလှုပ်တဲ့ဆိုတဲ့နေရာမှာတဘာဝတွေကြောင့်တုံလှုပ်တဲ့အရာစစ်ပေးကြောင့်တုံလှုပ်တဲ့အရာအမျိုးမျိုးရှိတယ်လူမှာပေါ့နော်ဆိုတော့ဒီစာဝတ်နေရေးကြောင့်တုံလှုပ်တဲ့အရာတွေရှိမယ်ဆိုတော့အဲ့လိုတုံလှုပ်တဲ့အရာတွေအများကြီးထဲမှာကျမတို့တုံလှုပ်မှုမှန်ကန်ဖို့လိုတယ်စိုးရိမ်တဲ့အစိတ်မှန်ကန်ဖို့လိုရတယ်နော်ဆိုတော့ကျမပြီးခဲ့တဲ့တနင်္ဂနွေနေ့ကျမ share ပြီးသွားပြီဖြစ်တယ်နော်အထူးသဖြင့်ဒီကျမတို့ဒေါ်လာရေးလုပ်နေတဲ့သူတွေနော်ခေါင်းဆောင်တွေအသင်းအုပ်တွေအသင်းထောက်တွေနော်ဒီထောက်ပို့လုပ်နေတဲ့သူတွေများနော်အစာ3ရက်ရှောင်ဖို့အတွက်ပြောထားတာဖြစ်တယ်ဖခင်ကဆိုတော့အဲ့လိုပြောထားတော့မိတ်ဆွေများကျမတို့အနေနဲ့သိဖို့အတွက်ကနော်တချို့က prophet ပြုခြင်းကိုမထီမဲ့မြင်ပြုတယ်နော်မကြောက်ဘူးကွာသိလားငါတို့နော်အဲ့လိုပဲပြောတာပဲလေလို့ထင်တာနော်ဒါဆိုတော့မိတ်ဆွေများကျမတို့သိဖို့အတွက်ကဟေရှာယ66ထဲမှာဗာပြောထားလဲဆိုတော့ငါရဲ့စကားကိုကြားပြီးတော့တဲ့နော်စိတ်နှလုံးနှိမ်ချပြီးတော့မှာတဲ့နော်တုံလှုပ်တတ်သူပဲငါကဲတင်မြဲတဲ့ဖခင်ကဟာလေလုယာဆိုတော့ဖခင်စကားကိုကြားယုံပဲကြားတာမဟုတ်ဘဲနဲ့တုံလှုပ်ပြီးတော့ဘာဖြစ်လဲနောင်တနဲ့တိုးဝင်တဲ့သူဖခင်ကကဲတင်မြဲလို့ပြောတာနင်းနဲ့ဝင်မြို့ကိုကြည့်လိုက်နော်သူတို့တွေဟမ်ဖေဟိုကဒီတိုင်းပြောတာပဲလေနော်ယောနာကပြောပါတာပဲနေမနေဘူးလေနော်သူတို့တုံလှုပ်စွာနဲ့ဘာဖြစ်လဲအစာရှောင်တာဟိုတရိษံတွေပါအကုန်ရှောင်တယ်နော်ဒါကြောင့်ငါတို့အစာမရှောင်ချင်တဲ့သူတွေများနော်ငါတို့နေ့နဲ့ဝေမျိုးကတရိษံတွေတော့ငါတို့အဖြစ်မရှိဘူးလားဆိုတဲ့အရာကျွန်မပြီးခဲ့တဲ့ခေါက်ကပြောပြီးသွားပြီဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ခိုင်မာသောစိတ်နှလုံးမရှိဖို့အတွက်အထူးလိုအပ်တယ်ထပ်ပြီးတော့အတိပေးချင်တာဖြစ်တယ်ဆိုတော့တချို့ကငါတို့ဒီလောက်ခံရတာငါတို့ဒီလောက်နော်သိရမလားမတရားခံရတဲ့ကိစ္စမှာဘာကြီးလဲနော်ဆိုတော့ခါလေကြမိတ်ဆွေတို့သိဖို့အတွက်ကဖခင်ကကျွန်တော်တို့စဉ်းစားတယ်လို့မစဉ်းစားဘူးအဲ့ဒါသိဖို့နော်ဟေရှာယ55ထဲမှာပြောပြီးသားတင်တို့အကြံစီနဲ့ငါအကြံစီမတုံးနင်တို့တွေးတယ်လို့ငါမတွေးဘူးတဲ့နော်ပြောပြီးပြီဆိုတော့ငါရဲ့အကြံစီတင်တို့အကြံစီထက်မြက်နေနင်တို့အကြံစီတဲ့ငါအကြံစီတဲ့အရာကမိုးနဲ့မြေကွာတယ်တဲ့နော်ဒါကြောင့်ငါတို့တွေဟာတလို့ခံရတော့မတရားလို့ခံရတယ်လို့ပြောတဲ့အရာဖះမမြင်ဘူးလားမြင်တယ်ဒါပေမဲ့ဖះခွင့်ပြုတဲ့အရာရှိဒါကြောင့်ငါတို့ခံစားချက်တိုင်းဖះမသွားဘူးငါတို့မြင်တယ်လို့မမြင်ဘူးငါတို့ခံစားတယ်လို့ဖះမခံစားဘူးဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့သိဖို့လိုအပ်တယ်ဆိုတော့အဲ့လိုပြောတော့ဟာသိမလားတချို့ကလေတော့ရင်နာတယ်ဟာသိမလားငါတို့တလောက်ပြီးသူတွေခံရတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဆိုတော့မိတ်ဆွေများဖះမမြင်တာမဟုတ်မြင်တယ်ဒါပေမဲ့ဖះလုံးမဲ့အရာရှိတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကဖះအလိုတော်နဲ့အရင်ဝန်ခံတဲ့သူတွေဖြစ်ဖို့ပဲလိုအပ်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်နှိမ့်ချဆိုတာနဲ့เนาะမျက်မှောက်တော့ကိုတိုးဝင်ဖို့အတွက်ထပ်ပြီးတော့ဒီရာအဖြစ်နှိုးဆော်ချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ဒီလူတွေကကြောက်ရွံ့မှုတွေမှားနေတယ်เนาะအဲ့တော့တချို့ကလည်းအဲ့လိုမျိုးပေါ့เนาะဒီစာဝတ်နေကြောင်းเนาะဒီဟာကြောင့်သေမှာဆိုတဲ့လူတွေအများကြီးအထူးသဖြင့်ဒီအမေရိကကအခုဘာဖြစ်နေလဲဆိုတော့เนาะဒီ government shutdown လုပ်တယ်။ Now government shutdown လုပ်တော့ဟာသိမလားဟိုဗာလဲဒီ full time တွေရတဲ့လူတွေကမရတဲ့ခါကျတော့ဒီမရတဲ့ခါကျဆိုကဒီဟိုနိုဝင်ဘာလမှာဆိုရင် full time ပိတ်တော့မယ်ဆိုတော့ခါကျတော့ဖြတ်တော့မယ်ဆိုတော့လေ government shutdown လုပ်တော့သိမလားအဲ့တော့သူတို့တွေကဟာငါတို့ဒါတမနာထံကိုဆဲကြတယ်နော်ငါတို့ဘာစားမလဲဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတွေဖြစ်ကုန်တာဆိုတော့ပြောချင်တဲ့အရာကမိတ်ဆွေများကျမတို့အနေနဲ့ကအစိုးရကိုအားကိုးလို့မရဘူးဆိုတော့ပြောပြတာဒါဖះသင်ခန်းစာဖြစ်နေပေးနေတာဖြစ်တယ်အစိုးရကိုအားမကိုးနဲ့เนาะဒါကြောင့်ကျမတို့သိဖို့အတွက်ကဖះကိုအားကိုးတတ်ဖို့အတွက်ဖះကဒီရာအဖြစ်လဲသင်ခန်းစာပေးနေတာကိုကျမတို့သိဖို့လိုအပ်တယ်နော်အဲ့တော့ကျမတို့တွေကဘာဖြစ်လဲသိရမလားအခုအဲ့ဒီ food stamp Medicaid တွေပဲအစိုးရကိုပဲအားကိုးတော့ဘာဖြစ်လဲအခု shut down လုပ်တော့အစိုးရမပေးတော့ဘာလုပ်မလဲအဲ့တော့အစိုးရကဲမလားမကဲဘူးလေဒါကြောင့်မိတ်ဆွေများသိဖို့အတွက်ကအခုစာရန်ကအစိုးရတွေကိုနောက်ပိုင်းကျရင်အသုံးသွားမှာဒါကြောင့်ငါတို့အစိုးရကိုမှီခိုပြီးငါတို့အစိုးရငါတို့ကူညီမယ်ထောက်ပံ့မယ်တစ်ချိန်လုံးမဆောင်နဲ့နော်အဲ့ဒါကြောင့်မိတ်ဆွေကျမတို့ဖះစကားမှာရက်ပါဖះစကားမှာရက်ရင်ဘာဖြစ်လဲအီလိယကိုပင်ဘာဖြစ်လဲကြီးကိုင်းကိုခေါ်ပြီးတော့ကျွေးတယ်ဖះနော်ဖះကျွေးမယ်ဒါကြောင့်ကျမတို့ဖះကိုပဲကျမတို့အာယုံပြုရအောင်ဆိုတော့အခုအဲ့လိုလူကိုမခိုလုံတော့ဘဲနဲ့သိမလားအစိုးရကိုခိုလုံလာတဲ့သူတွေအနေနဲ့သင်ခန်းစာယူဖို့တည်းဒီကာလဖြစ်တယ်နော်ဆိုတော့ကျမတို့သိဖို့အတွက်ကဟိုဒီမိုကရက်တစ်တွေကလည်းသိလားဟိုလူတွေဟိုပြည်သူပြည်သားတွေအတွက်စဉ်းစားပေးတာမဟုတ်ဘူးလေနော်သူတို့စဉ်းစားပေးတယ်ဆိုရင်ဒါ government shutdown လုပ်စရာအကြောင်းမရှိဘူးနော်သူတို့ကသမဏထောင်ကိုပဲတစ်ချိန်လုံးပြစ်တင်နေတာဒါပေမဲ့သူတို့ကမလျှော့တာဖြစ်တယ်နော်ဒါကြောင့်မိတ်ဆွေပြတိဖို့အတွက်ကတချို့ကလည်းသမဏထောင်ကိုပဲအတကုံဆဲနေတာတကယ်တမ်းသူတို့
နော်ဒီသူတို့ဘက်က short ပေးလိုက်ရင်ရပြီနော်အရင်တော့ကလည်းဟို Republican တွေကအများကြီး short ပေးပါတယ်သူတို့တွေဒါပေမဲ့အခုသူတို့ Democratic တွေကြတော့မရဘူးသူတို့လိုချင်တာပဲဒင်းနော်သူတို့မရသူတို့လိုချင်တာမရမချင်းလောက်တာဒါကြောင့်သူတို့ထဲမှာ American ပြည်သူပြည်သား citizen တွေကိုချစ်တာထက်နော်တခြားဒီဟိုပါပေါ့မောင်ခိုဝင်တဲ့လူတွေပိုချစ်တာအမေဂျိုတွေးတော်နဲ့အဖွဲ့တွေလေနော်ပထွေးသားသမီးတွေပိုချစ်တဲ့အဖွဲ့တွေပေါ့ပြောရမယ်ဆိုရင်နော်ဆိုတော့ဒီ citizen တွေကြတော့မချစ်ဖဲနဲ့နော်တကြံတဲ့နိုင်ငံတွေဟိုးပြမှုကျိုးလွန်တဲ့လူတွေမဒိန်ကောင်းတွေနော်ဒီဟိုဟာတွေပါလဲဂိုင်းစသားတွေအဲ့တဲ့လူတွေပိုချစ်တာတို့ကနော်ဒါကြောင့်မိတ်ဆွေများဒီချိန်မှာမှကျမတို့ယုံကြည်သူတွေဝိညာဉ်မျက်စိမပွင့်ဘူးဆိုရင်မရတော့ဘူးဖြစ်တယ်ဒါကြောင့်ကျမတို့၄နှစ်လုံးကျမတို့ဒီຢာကိုပြောပြလာဘာလို့ဆိုအသင်းတော်တွေကဒီຢာတွေကျမတို့ကိုမသိမှာပါပေါ့နော်ဆူတောင်းပေးဖို့မပြောဘူးနော်ဒီလိုငါတို့လာယုံကြည်သူတွေနဲ့လှုပ်ရှားရမယ့်အရာရက်တည်ရမယ့်အရာဘယ်သူမှမပြောခဲ့ဘူးလေနော်မပြောခဲ့တော့မသိဘူးကွာမသိတဲ့ခါကျအခုထပြောတော့ဟာနေနိုင်ငံရေးအကြောင်းပြောတယ်ဖြစ်လာပြန်ရောသိလားဆိုတကယ်တမ်းမိတ်ဆွေများအခုကျမတို့ဒီ government shutdown လုပ်တဲ့အရာဖခင်ကသင်ခန်းစာပေးတယ်လို့အခု New York နော်လာတော့မယ်ကျမတို့တင်ပြီးပြီဖြစ်တယ်အခု New York Mayor နော်ဒီမြို့တော်ဝင်ပြန်ပွဲခုဒီဟိုဟာ November လ4ရက်ဆိုရင်လာစတော့မယ်ဆိုတော့အခုလောလောဆယ်အချိန်တွေကဒီ Zoran ဆိုတဲ့မွတ်စလင်တယောက်ကနိုင်ဖို့အ chance အများကြီးရှိတယ်เนาะဆိုတော့ तू ကမဲအိမ်ပြက်တက်ကိုတာနေတာဖြစ်တယ် percentage 30လောက်ကိုတာနေတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေများဒီအရာကလေဝိညာဉ်ပိုင်းဖြစ်တယ်တီဖို့အတွက်ကเนาะဆိုအမေရိကထဲကိုဝင်လာတဲ့ spirit မိတ်ဆွေများမြန်တက်ဖို့နယူးယောက်အရင်တော့9/11ဖြူပြီးသွားပြီကျွန်မပြောပြီးပြီနော်အခုနောက်ထပ်တစ်ခေါက်ဒီမွတ်စလင်တယောက်အားဖြင့်နော်ထပ်ပြီးတော့ဒီနယူးယောက်ကိုအခြေကင်ပြီးတော့ခြေကုပ်စခန်းယူပြီးတော့အမေရိကကိုနိုင်ငံရေးမှာဖြိုးမှာဖြစ်တယ်ဆိုတော့ကျမတို့ကနော်ဟိုပါလေဟိုအမှုမဲ့အမြဲတမ်းနေလက်ရှိတယ်ဆိုတော့အခုဒီအယုံကြည်သူဆိုတဲ့လူတွေကလည်းအဲ့တဲ့လူပဲအားပေးနေတယ်ဆိုတော့ကျမတို့တီးဖို့အတွက်ကဒီလူကိုခွဲခြားပြီးတော့မွတ်စလင်မို့လို့ခွဲခြားပြီးတော့ကျမတို့ပြောနေတာမဟုတ်ဘူးဘာလို့လဲယူလာမဲ့သူ့ရဲ့ဒီ agenda တွေ policy ကပါလဲဆိုတော့နေပြည်တစားတွေလည်း AACC license မရှိဘဲနဲ့ AACC ပြည်တစားလုပ်လို့ရတယ်အဲ့လိုလုံးမှာ तू อ่ะ bus ကားတွေ free လုပ်မယ်နော်တည်မလားဒီဟွာတွေလေapartment တွေဘာတွေ free အကုန် free ဒါပေမဲ့ millionaire တွေဘာတွေကိုကြတော့ तू အတကုံနော်ဟွာတွေလေအခုနေကောက်မှာအဲ့လိုဆိုတော့မိတ်ဆွေများတိဖို့တော့ကဒီကွန်မြူနတီဝါဒနော်ယူလာမဲ့အရာနော်ဒီအရာအမေရိကကိုဒီကွန်မြူနတီဝါဒကဖြိုဖို့အတွက်နယူးယောက်မှာချနေပြီစပြီးတော့အလုံးလုံးနေတာဖြစ်တယ်နော်အဲ့တော့အလုံးလုံးနေတော့ဒီယုံကြည်သူတွေအဲ့ဒီအိမ်ဝါတွေကမနိုးအဲ့ဒီတယောက်ကိုပဲမွတ်စလင်တယောက်ကိုပဲသူတို့ကမဲပေးနေတော့အခုက तू ကနော်ဟိုသွားနေပြီဖြစ်တယ်ဆိုတော့ကျမတို့သိဖို့အတွက်ကဒီလူအားဖြင့်အမေရိကပြိုပြက်ဖို့အကြောင်းဖြစ်လာတော့မဲ့အရာဖေဟာကတလောက်ဝါနေပေးနေတာနော်ကျမတို့လုံးဝဂယုမဆိုင်ဘူးဆိုလို့ရှင်အမေရိကရဲ့ရှေ့ပိုင်းနော်နောက်ပိုင်းဒီအခြေအနေမကောင်းတော့ဘူးဖြစ်တယ်နော်ဆိုတော့အထူးသဖြင့်ကနော်အခုဒီကျမတို့ဒီအခု government shutdown လုပ်တာတော့မှနော်ဟာငါတို့ food stamp ဘယ်လိုရမလဲနော်ငါတို့ food stamp နေမြန်ငါတို့ဘာစားမလဲလို့စိတ်ပူတဲ့အဖွဲ့တွေအခု New York Mayor ဒီတယောက်နော်ဇိုရန်ဆိုတဲ့ဒီမွတ်စလင်တယောက်တာရသွားရင်မိတ်ဆွေများသိဖို့တော့က free bus ပေးမယ်နော်သိမလားအကုန်လုံး free လုပ်မဲ့သူတယောက်ကိုခိုလုံတဲ့သူတွေကဒီတယောက်ကတကယ်လို့ရသွားတယ်ဆိုပါစို့နော်ရသွားတယ်ဆိုရင်လူတွေရဲ့အထဲမှာသူ့ကိုအားကိုးတော့မယ်နော်ဖယားကိုအားမကိုးတော့အဲ့ဒီတယောက်ကဘာလုပ်မလဲသူအလိုမရှိရင်ဖြစ်တော့ပလိုက်ဘာလုပ်မလဲနော်ဟိုအစိုးရကငါတို့ထောက်ပံ့မှာပဲဆိုပြီးတော့ဟိုလေဟိုကလေးဗာလဲဟိုဒီအချိုကျွေးခဲတဲ့အရာတွေနော်ဟိုကလေးဒီဘယ်လိုပြောမလဲဟိုအလွယ်နည်းနဲ့မြူဆွဲခံရတဲ့အရာတွေနော်လွတ်သွားရင်မိတ်ဆွေများအဲ့ဒါခါမှလေအိုးနောင်တရလဲဘာမှမဖြစ်လာတော့မှာမဟုတ်နော်ဒါကြောင့်တိဖို့အတွက်ကဒီလူတွေကိုလည်းခိုလုံလို့မရဘူးဆိုတော့ကိုကျမတို့တိဖို့အတွက်လို့ပြောချင်တာကသူတို့ကအုပ်ချုပ်လိုက်ရင်သူတို့ကအာဏာရသွားရင်သူတို့လက်ထဲမှာမိတ်ဒီနော်ပြည်သူတွေကသူတို့လက်ထဲမှာကြိုက်တယ်လို့ဖြစ်နေမှာနော်သူတို့ကငါတို့နင်တို့ဒါပိတ်မယ်ဒါလို့ဆိုလို့ရတော့မှာနော်ဒါကြောင့်ဒါကဘာနဲ့တူလဲ666 system နဲ့သွားတူမှာဖြစ်တယ်တော့ဒါကြောင့်666ကိုတွတ်ပြီးတော့ဒီဟွာလေးဗာလဲ
နဖိုးမှာလက်တွေမှာဆိုတာလောက်ပဲတော်တော်မကြည့်နဲ့ကျမတို့ policy ကိုအများရန်ကြည့်ပါเนาะ policy အများရန်ကြည့်ဖះနဲ့ဝေးကွာစေတဲ့အရာတွေเนาะတဘောအဖြစ်ဒီပြည်တစားလုပ်ငန်းလုပ်ကန်ခြင်းကိုအကြီးကျယ်ခွင့်ပြုမဲ့အရာတွေ license မရှိဘဲနဲ့ကြိုက်တယ်လို့လုပ်လို့ရမယ့်အရာတွေเนาะဒီ illegal သမားတွေဖောင်ခိုသမားတွေကြိုက်တယ်လို့ဝင်လို့ရမယ့်အရာတွေเนาะဒါပြအထူးသဖြင့်သူကလင်တူတွေကိုဦးစားပေးတဲ့သူဖြစ်တယ်เนาะလင်တူတွေဒီလင်အင်ကာပြောင်းတဲ့လူတွေအချောက်တွေကိုဦးစားပေးတဲ့သူဖြစ်တယ်ဒါကြောင့်ဖះနိုင်ငံတော်တော့လုံးဝကြီးကိုစန့်ကျင်တဲ့သူဖြစ်ပါတယ်နောက်တော့ကြောင့်ဒီအရာကိုနော်ငါတို့တွေဒီယုံကြည်သူဆိုတဲ့လူတွေကဒီအရာကိုငါတို့ကထောက်ခံတယ်ဆိုဖះကိုအကြည့်ကျစန့်ကျင်တာနဲ့အတူတူပဲဒါကြောင့်မိတ်ဆွေများရန်သူဒီနော်တိလားအမြဲတမ်းအချိုးနဲ့လာမှာဆိုတော့လူတိုင်းကလေနော်တစ်ခါလေကြရင်လေဒီအဝါလေးအချိုးရင်းနဲ့ရေဘာယူမလဲဆိုရင်တိလားအချိုးရေကိုကောက်တာအချိုးရေကိုပဲယူအရင်ယူတာဘာလို့လဲတိလားဟိုလူကအဝါလေးခဏတာအရတာကိုပိုကြိုက်တယ်ပိုကြိုက်တော့နော်ရေဆိုတာဟာဘာမှရတာမရှိဘူးဆိုတာရေကိုကြတော့နော်မရွေးချင်ဘူးဒါပေမဲ့အဲ့ဒီအချိုရည်ကိုတောက်တော့ဘာဖြစ်လဲရေငတ်ပြေလားမပြေဘူးလေချိုတော့ချိုတယ်တောက်နေရင်တော့ကောင်းတယ်ဒါပေမဲ့ရေပြန်စားတယ်နော်အဲ့တော့ရေကအရတာတော့မရှိဘူးတလို့ပဲနော်ချိုလည်းမချိုဘူးကွာတိလားဒါပေမဲ့တိလားရေကကြတော့ဘာဖြစ်လဲကျမတို့ရောက်စီတိုင်းရဲ့ဘာလဲဟိုအဆာငါချင်းဒီရေငါချင်းကိုအာသာပြေးစေတာဖြစ်တယ်အချိုရည်ကအာသာပြေးစေတာမဟုတ်ဒါပေမဲ့ရွေးလိုက်ရင်ငါတို့ရွေးလိုက်ရင်နော်အဲ့ဒီအချိုရည်ကိုပဲအရင်ရွေးတာဖြစ်တယ်ဒါကြောင့်ကျမတို့အမြဲတမ်းစာရန်ကနော်ဟို100%အမှားနဲ့လာတာမဟုတ်ဘူးဒါကြောင့်နော်အချိုရည်လေးမှာဘာဖြစ်လဲရေတော့ရေပဲဒါပေမဲ့တကြားတွေပါတယ်ထည့်မယ်နော်ဒီအစာပလာတွေထည့်ပြီးတော့မြှုပ်ဆယ်မှာဖြစ်တယ်ဒါပေမဲ့ရေငါပြေးမှာမဟုတ်ဒါကြောင့်ကျွန်တော်ကျမတယောက်စီတိုင်းတမတရားစစ်ပြတဲ့အသက်ဆိုင်ရေနော်ယေရှုခရစ်ပေးတဲ့အသက်ရေကိုရွေးတော်သူတွေဖြစ်ဖို့လိုအပ်တယ်ဆိုတော့အခုကျမတို့အရှိမအခုအများကြီးနော်ဖြစ်နေတဲ့အရာတွေကျမတို့ကြည့်မယ်ဆိုရင်ဒီ AI တွေနော်လာနေပြီအယ်ဘာနီးယားနော်လုံနေတဲ့ကျမ post မှာတင်ပြီးပြီဒီ AI တွေကျမတို့ကြည့်ချင်အဖြစ်အိုးနော် AI တွေအဖြစ်နဲ့လွှမ်းမိုးလာမဲ့အရာအုတ်ချုပ်လာမဲ့အရာတွေဆိုတော့ကျမတို့တမချန်းစာဒီနော်ဒီတမချန်းစာကလုံးဝကိုမှန်ကန်တယ်ဆိုတဲ့အရာလေးကျမတို့မျက်စိရှိမှမြင်ရတာဖြစ်တယ်ဆိုတော့ကျမတို့တယောက်စီနဲ့တိဖို့အတွက်ကဖះပါပြောထားလဲတိမိုးတဲ့ထဲမှာပြောပြီးသားလူပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ရတမတယောက်ကိုကြည်စေတိစေချင်းကအလိုတော်ရှိတယ်လူအပေါင်းလို့ပြောထားတာဒါကြောင့်ဟေးဒီလူမျိုးမှာပဲမဟုတ်ဘူးဖះကနော်အစ္စရေးလူမျိုးပဲမဟုတ်ဘူးနော်လူအပေါင်းတို့ဒီနော်ဆိုတော့ထာဝရဘုရားဒီဘာဖြစ်လဲလောကီသားတို့ကိုချစ်တော်မူသောကြောင့်တပါးလေးသောသားတို့ကိုဆွံ့တော်မူတည်တာအောင်ဟုတ်လားဆိုတော့လောကီသားတို့အကုန်လုံးပါတယ်လူမျိုးတိုင်းအကုန်ပါတာဖြစ်တယ်နော်ဒါကြောင့်ကျမတို့ဒီလူမျိုးတိုင်းအကုန်ပါတဲ့အခါမှာတချို့ကလည်းပြောတာဟာဘလို့စံစာငါတို့စကားနားမယ်လဲတဲ့လူတွေဘလို့ဖတ်မလဲတဲ့အဲ့လိုလူတွေရှိတယ်မိတ်ဆွေများတမချန်းစာလေးနော်ဒီဟွာလေးဘာသာပြန်တာနော်ကျမတို့အခုချင်းနေမှာတော့မှနော်ကျမတို့ဒီဇိုဖေးဆိုလို့ရှိရင်လဲဇိုဖေးလို့ပြောလို့ဖတ်လို့ရတဲ့အရာရှိတယ်ကွာသိလားဟိုမရာဆိုလဲမရာနဲ့ဖတ်လို့ရတဲ့အရာရှိတယ်ကွာချင်းဟာခါနော်ဖလန်လို့လဲရှိတယ်နော်အဲ့တော့ဒီကချင်လိုလဲရှိတယ်ကွာနော်ကရင်လိုလဲရှိတယ်ကွာအဲ့ဒီကျန်းစာကနော်ဆိုတော့ဒါကြောင့်ဘုရားကလူတိုင်းကိုကဲတင်ချင်းရသေးချင်တာမို့လို့အခုလေကျန်းစာကိုလူတိုင်းဖတ်လို့ရအောင်ဘုရားကနော်ဘာသာပေါင်းများစွာနဲ့ဘုရားကနော်ဖြန့်ချီပေးနေတာသူ့ရဲ့လူတွေကိုအသုံးပြုပြီးတော့နော်ဒါကြောင့်ငါတို့ကျန်းစာနားမလဲဘူးငါတို့ဟွာလေငါတို့စာမဖတ်တတ်လို့နော်ငါတို့ဒီဟာရအရန်ခက်ခဲလို့နေဆိုပြီးတော့နေဖတ်လို့မရမယ့်ထဲမှာကျန်းစာမပအောင်သဘောအဖြစ်မိတ်ဆွေများနော်ဒီမွတ်စလင်ဆိုလို့ရှိရင်ကြည့်လိုက်နော်အားရစကားမိတ်ဆွေတက်မှာနော်မွတ်စလင်တယောက်ကနော်တကယ်ကိုယ်တိုင်ကျမ်းကိုဖတ်ဖို့အတွက်ဆိုရင်သူကအားရစကားကိုတိုက်မှာဖြစ်မယ်လေနော်ပြောဟွာလေနားလည်မှာအေးအဲ့ဒါမှပဲသူကကောင်းနားလည်မှာနော်အဲ့ဒါမှမဟုတ်ဘူးဆိုမွတ်စလင်နာဖြစ်မှာအဲ့ဒီကိုယ်တိုင်ကျမ်းမှာအကုန်ဘာပြောလဲသူတို့နားလည်တာမဟုတ်ဘူးနော်ဆိုတော့ပြောချင်တာကသူတို့ဒီကိုရန်ကိုတင်တဲ့ဒီဘာသာရေးဆရာတွေကပဲသူတို့ကိုတဆင့်ပြန်တင်ပေးအဲ့ဒါမှသူတို့ကပြန်ပြီးတော့တဆင့်နော်နားထောင်ရတာဗုဒ္ဓဘာသာလည်းဒီလိုပဲဗုဒ္ဓဘာသာဗုဒ္ဓကျမ်းကဘယ်သူအကုန်ဖတ်နိုင်လဲဘယ်သူမှအကုန်မဖတ်နိုင်ဘူးဘာဖြစ်လဲဒီဘုန်းကြီးတွေနော်တကယ်ပါဠိစာလေ့လာတဲ့လူတွေလောက်ပဲဒီဗုဒ္ဓဘာသာနော်ဒီဗုဒ္ဓရဲ့အဆုံးအမတွေကိုအသေးအချာနော်သူတို့သင်ယူနိုင်တာဖြစ်တယ်အခုမြန်မာပြည်မှာကြည့်လိုက်နော်တခြားနေရာမှာဗုဒ္ဓဘာသာလည်းသွားကြည့်လိုက်နင်တို့ဗုဒ္ဓအကုန်ဘာတွေပြောထားလဲအကုန်လုံးဖြေနိုင်မဲ့လူမရှိဘူးဘာလို့လဲအကုန်လုံးကပါဠိစာမှာတတ်တာမှမဟုတ်တာနော်အဲ့လောက်ထိပြောချင်တာကကျမတို့ဒီဟိုဟာလေတမချန်းစာဖတ်လို့ဘလောက်လွယ်ကူလဲဆိုတဲ့ຢာကိုကျမနှိုင်းရှင်ပြီးပြောပြတာဖြစ်တယ်နော်ဆိုတော့
အဲ့တော့ဒီဟာငါတို့ကျမ်းစာဖတ်ဖို့အတွက်ငါတို့ဟေဘရုအရင်တက်ရမှနော်ဣသရေလစကားနော်ဟေဘရုစကားအရင်တက်ရမှဖြစ်မယ်ဆိုတာမျိုးမဟုတ်ဘူးလေနော်ဖခင်စကားအတိုင်းကိုပဲကိုယ့်ဘာသာစကားအတိုင်းဖခင်အတီးတီးပေါ့နော်ဖခင်ကဟိုဟာပေးဖတ်တာဖြစ်တယ်ဖတ်နိုင်အောင်ဖခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာဒါကြောင့်လေတိလာမူစလင်တို့လိုအာရစကားတက်မှနော်တင်မလားဗုဒ္ဓဘာသာလိုမျိုးနော်ဒီပါဠိစကားတက်မှအကုန်လုံးလေဂဂနာနာလေရမယ်အကြမ်းမျိုးမဟုတ်ဘူးအရာသူကလေရိုးရိုးရှင်းရှင်းလေးပဲနော်ဒါကြောင့်မိတ်ဆွေများဒါကြောင့်ဖခင်ကဒါကြောင့်လူအပေါင်းတို့ဒီလိုပြောထားတယ်လူအပေါင်းတို့တကယ်ကိုတယောက်မှမလွတ်ရအလေအောင်ဖခင်ကနော်ဒီဘာဖြစ်လဲဖတ်နိုင်အောင်ဖခင်ကလုပ်ပေးတာဖြစ်တယ်ဒါကြောင့်လေငါတို့ဒီလောက်ဟိုလေတိလာဟိုဒီဟာဖတ်ဖို့အတွက်လဲလေတိလာဟိုအတန်းကြီးတက်เสียမလို့ PhD တွေယူနေเสียမလို့အဲ့လိုပြောလို့ PhD တွေဘာတွေကိုမစော်ကားပါဘူးเนาะပြောချင်တာကလေကျမတို့ဒီကျန်းစာကိုလေဒီမူလာတန်းအောင်တဲ့လူတွေဆိုရင်ကျမတို့ဖတ်လို့ရတယ်မဟုတ်လားနော်ဒါပြင်တချို့မြန်မာစကားမတတ်တဲ့လူတွေကျမတို့ချင်းနေဆိုလို့ရှင်ကွာချင်းစကားလေးနဲ့တောင်မှတတ်ဟိုပါလေချင်းစာတိုက်ရင်တောင်မှဖတ်လို့ရတယ်ကွာသိလားအဲ့လောက်ထိလွယ်တာပြောပြတာနော်အရန်ခက်ခဲကြီးမအခက်ခဲတဲ့အရာမဟုတ်ဘူးတူတဆင့်တင်မှနားလေရတဲ့အရာမျိုးမဟုတ်ဘူးဒါကြောင့်လေဒီကျမ်းစာထဲမှာမိတ်ဆွေများဖခင်ကအကုန်ပြောပြပဲကကာလမှာဖြစ်မဲ့အရာတွေနော်ဘာတွေဆက်ရုပ်တွေဖြစ်လာမဲ့အရာတွေဟိုးနှစ်ပေါင်းနော်ထောင်နဲ့ချီနဲ့ထောင်ကျော်ကလေးကဖခင်ကပြောပြီးသားဖြစ်တယ်ဒါပြီးရင်အခုကျမနောက်ပိုင်းကျပြန်တင်အောင်မယ်အခုကျမတို့ဒီပင်လယ်နေလေမောရှေကိုအသုံးပြုပြီးတော့ခွဲတဲ့အခါမှာနော်အခုဖာရောဘုရင်ရဲ့နော်ဒီဟိုမြင်းလှဲလို့ယူဆရတော့ဒီရွှေရောင်ပေါ့နော်အရန်တော့ကြေးတွေတက်နေတဲ့အရာပေါ့နော်ကိုတို့သူတေသနာလုပ်တဲ့နေရာမှာပြန်သွားတွေ့တာဖြစ်တယ်ဟာလေလုယာပြောချင်တာကဘာလို့လဲငါတို့ဖះဒီနော်ပင်လေကိုတကယ်ကိုပင်လေနေကိုနှစ်ချမ်းတကယ်ခွဲခဲ့ပါတယ်နော်မောရှေအဖြစ်တကယ်ခွဲခဲ့ပါတယ်ဆိုတာကိုတက်တည်ထူနေတာဖြစ်ပါတယ်ဟာလေလုယာနော်ဆိုတော့ဟောတွေ့တော့လေတိလားယူလို့ဘာလို့မယူတာလဲဆိုဟောမရဘူးလေမိတ်ဆွေများဟိုမှာနော်သူတို့ပိုင်ရှင်တွေလေမအီဂျီဝါလေဘရနာကနေနေတဲ့သူတို့အစိုးရကခွင့်ပြုချက်မရမနဲ့ယူချင်တိုင်းယူလို့မရတာနော်ဒါကြောင့်မိတ်ဆွေများဒီຢာသူတို့တွေတွေ့ထားတယ်ဒါပေမဲ့သူတို့ဒီအစိုးရကကြားထဲမှာနော်သူတို့စီမံဒီလိုမျိုးပေါ့နော်လှုပ်တော့ဒီຢာကပေါ်မလာတော့ဒါပေမဲ့တကယ်နော်သူတို့ဒီရေမြုံရေငုတ်ပြီးတော့မှတကယ်သွားပြီးတော့မှလေ့လာတဲ့အခါမှာဒီຢာတွေသူတို့တက်သေးတွေသွားတွေ့တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ပင်လယ်နှစ်ချမ်းခွဲပြီးတော့ဖာရောရဲ့နော်ဒီတပည့်တွေဖာရောဘုရင်ရဲ့မြင်းလဲလို့ယူဆရတဲ့ဘိန်းတွေပင်လေအဲ့ဒီမှာကြံနေတဲ့အယုတ်ကျွန်းလေးတွေရှိပါတယ်ဆိုတဲ့အရာကိုကျမတို့သွားတွေ့ရတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေများကျမတို့သိဖို့အတွက်ကနော်ဒီဓမ္မကျမ်းစာဖခင်ကပေးတယ်ပေးဖတ်တယ်နော်အသက်နော်အသက်သာဝရအသက်ကိုပေးတဲ့ကျမ်းဖြစ်တယ်ဒီကျမ်းကဒါဆိုတော့တခြားအရာနဲ့မတူဘူးပေါ့နော်ဒါကြောင့်ကျမတို့ဒီမွတ်စလင်တို့ဆိုလို့ရှိရင်နော်သူကဒီအာမခံချက် 100% မပေးဘူးနော်ဒီဗုဒ္ဓဘာသာဆိုလို့ရှင်လေမိတ်ဆွေကကျင့်ရမှာနော်ကျင့်မှနော်အဲ့ဒါမှနိဗ္ဗာန်ရောက်မယ်တဲ့အဲ့လိုဖြစ်တယ်ဆိုတော့လူဆိုတာမကျင့်နိုင်ဘူးဖြစ်တယ်နော်ဒါကြောင့်မသေးချဘူးဒါကြောင့်ဒီကျမတို့ဗုဒ္ဓဘာသာမှာနော်အများကြီးကသူတို့ကိုယ်တိုင်ဒီလာပါဠိကိုနားမလည်ရင်နော်အများသောအဖြစ်က90% လောက်ဗုဒ္ဓဘာသာတွေကဒီပါဠိကိုကောင်းမကျွမ်းနေရင်နော်သူတို့ဗုဒ္ဓကဘာတကယ်သင်ခဲ့လဲဆိုတဲ့အရာသူတို့ကောင်းနားလည်တာမဟုတ်နော်ဒါတဆင့်ဘုန်းကြီးစီရပဲတဆင့်နော်သင်ကြားတဲ့သူတွေစီရပဲတဆင့်သူတို့တွေနားထောင်ရတာဖြစ်တယ်ဆိုတော့ဘာနဲ့တူလဲကျတို့မတူဘူးကွာဒီကျမ်းစာဖတ်နိုင်တဲ့လူတွေကြတော့ရှာတယ်ဟာဒီလိုပြောထားတယ်ဖះကအဲ့လိုပြောတယ်ဒီလိုပြောတယ်ကိုကအဲ့လိုထောက်ပြောလို့ရတယ်နော်ချက်ချင်းချရလို့ပြောလို့ရတယ်ဒါပေမဲ့ကိုရန်ကျမ်းကင်တဲ့လူတွေနော်ဒီဗုဒ္ဓဟိုဟာလောက်တဲ့လူတွေကြတာဒီပါဠိကျမ်းနေကြတော့တကယ်ပါဠိစကားတတ်မှအတိလားအာရစကားတကယ်တတ်မှသူတို့တွေကနာသိမှာဖြစ်တယ်ဆိုတော့အရင်အဲ့လိုခက်ခဲတာတောင်မှသူကနော် 100% နောင်ဘဝအတွက်အာမခံချက်ပေးတာမဟုတ်ယေရှုခရစ်ကပြောပြီးသားငါဒီတိုးဝင်တော့တကားဖြစ်တယ်ဆိုတာရှင်ယောဟန်10ထဲမှာပြောပြီးသားသူမှလွဲ၍ဟလာဘယ်သူမှခမဲတော်ထံသို့မရောက်ရဘူးလို့ပြောထားပြီးသားယေရှုခရစ်ကလမ်းခရီးဖြစ်တယ်တမန်တရားလည်းဖြစ်တယ်ပြောပြီးသားဒါကြောင့်ကျွန်တော်တို့ယေရှုခရစ်ကိုကြော်ပြီးတော့ယေရှုခရစ်ရဲ့အသွေးသွန်းတဲ့အရာကိုကြော်ပြီးတော့နော်တခြားကျင့်စဉ်မျိုးနဲ့ဖျားစီရောက်ဖို့လုံးဝမရပါနော်ဒီရာကိုကျွန်တော်တို့ဒါကြောင့်အခုပြန်ပြီးဒီရာကို remind လုပ်နေတာဖြစ်တယ်အထူးသဖြင့်ဒီနော်တမန်ကျမ်းစာပြည့်စုံတဲ့ကာလမှာနော်ကျွန်တော်တို့ဒီကျမ်းစာထပ်ပြီးတော့မိတ်ဆွေများဖတ်ပါနော်အပေါင်းသေးတွေကိုလည်းထပ်ပြီးတော့ဟေးဒီကျမ်းကဒီလိုပြောတယ်ဒီမှာဒီကျမ်းစာထဲမှာဒီရာပြောတဲ့ဟာတွေဒီလိုပြည့်စုံနေတယ်ဆိုတာ share ပါ
မိတ်ဆွေများဆိုတော့အဓိကယုံနာမယုံနာသူတို့ပိုင်းနော်ကိုယ့်ဖက်ကကျမတို့ဖက်ကသူတို့ကိုနှိုးဆော်ရမယ့်အပိုင်းရှိတယ်နော်ဆိုတော့ဒီနှိုးဆော်တဲ့အရာမှာဖခင်ကငါတို့ထားတယ်လေကွာနော်ကျွန်တော်တယောက်စီတောင်ထားတယ်ကွာတိလားငါတို့ကဒီအရာကိုအသက်လမ်းကိုသိနေတယ်လေအသက်လမ်းကိုသိနေပြီးတော့မှငြိမ်နေလို့မရဘူးလေသူတို့ကိုကျမတို့ကနော်ပြောပြရမယ်နော် share ရမှာဖြစ်တယ်ဆိုတော့ဒီလောက်ကျမတို့ share ရတဲ့နဲ့သူတို့လက်မခံလဲဒါကတော့သူတို့နဲ့ဖခင်နဲ့ share တော့မယ်ဒါပေမဲ့ကိုယ်ကိစ္စပြီးပြီနော်ဆိုတော့ကိုယ်ဖခင်ဖြစ်မှာအပြစ်တင်ခံရတဲ့သူမဖြစ်ဖို့နော်ကိုယ့်ဖက်က share ဖို့တာဝန်လိုအပ်တယ်ဆိုတော့မိတ်ဆွေများဒီလို share တဲ့အရာမှာလဲနော်ကျမတို့နော်နှစ်ကာကျမတို့တမန်တရားကိုနေတိုင်းနေညမှာပြည့်စင်ချင်အောင်မေတော်သူတွေဖြစ်ဖို့လိုအပ်တယ်ထို့သဖြင့်နော်ဒီယုံကြည်သူဆိုရဲမိပါတယ်သားသမီးတွေကိုလည်းအကျွမ်းမဲ့နှုတ်ကပတ်တော်သုံးသင်ပါနော်ဆိုတော့အခုဒီဘာလို့ဒီအခုအမေရိကလည်းဒီမွတ်စလင်တွေကအုပ်ဆိုးဖို့လာလဲအခုဒီယူရိုပနိုင်ငံတွေဆိုလက်ကြည့်လဲမွတ်စလင်တွေအုပ်သွားပြီဆိုတော့ကျမတို့ပြောပြီးပြီဆိုတော့ဒီအရာမှာကျမတို့သင်ယူရမယ့်အရာပါလဲဆိုတော့ဟိုကျမတို့ဒီခရိယန်တွေကလေတလားငေါ်တို့သားသမီးတွေကိုလေနော်ကိုသားသမီးတွေကိုလေဟိုကလေ iPad နဲ့နော်ဖုန်းနဲ့ဒါနဲ့ပြစ်ထားတာကွာဟိုမှာမွတ်စလင်တွေကသူတို့ကလေးတွေကိုဗလီခေါ်သွားတယ်နော်သူတို့ကလေးတွေကိုလေသူတို့အဖခင်ကိုယ်တိုင်ကဆူတောင်းပေးတာဆူတောင်းခေါ်သွားတာကိုaraအဲ့ဒါကြောင့်သူတို့တွေကပျောက်ခဲတယ်เนาะဒါကြောင့်ဒီမွတ်စလင်တွေတွားပြီးတော့အဝင်ကလေးဟောလို့မပြင်မရဘူးသူတို့ကဖះနဲ့เนาะနှစ်ဖူးတွေ့ပြီးတော့အိမ်မက်ယူပါယုံနေအဖြစ်ရပြီးတော့မှပဲပြောင်းလဲတဲ့သူများတာအခုအီရန်နေဆိုလဲဒါပဲเนาะဒါကြောင့်မိတ်ဆွေများเนาะဘာလို့သူတို့တွေ foundation တလောက်ခိုင်တာလဲဆိုတော့ဖခင်တွေကိုယ်တိုင်ကအဲ့လိုဆွဲခေါ်တော့ကလေးတွေမှာပျောက်ဘူးငါတို့အသင်းတော်တွေကြည့်လိုက်เนาะဒီယုံကြည်သူတိုင်းရင်းသားတင်းတော်တွေကြည့်လိုက်တင်းထောက်လောက်တဲ့လူတွေကလေဟေးတနေ့နေလုံးမှာနော်စံစာတစ်ပိုက်ဖတ်တဲ့လူတွေမဟုတ်ဘူးပြောပြမယ်သိလားအေးဒါပေမဲ့လေဆူတောင်းစီဝေးဆိုရင်လည်းမလာတဲ့လူကများမီတင်မှာတစ်ချိန်လို့ဖျားငွေတွေတော်လှန်ရေးမှာသုံးဖို့တွေနဲ့နော်တော်လှန်ရေးလို့ဖို့မှာကြတော့တခါတည်းတက်လိုက်တဲ့မီတင်ပြောမနေနဲ့နော်အချက်ကိုမရှိတာနော်ပြောလိုက်ကြတဲ့တင်းထောက်တွေလေကျမလေးပြောပြမယ်ငါတို့လေဖျားရှိမှာဘလို့ပုံစံဖြစ်နေလဲဆိုတာလေကိုမသိတော့တင်းထောက်များတွေလေပြောလိုက်ကြအောင်လေနင်တို့နည်းနည်းပပရှက်ကြအောင်လို့နော်သိလားမျက်မှောက်တော့ကိုမတိုးဝင်မဲနဲ့မြေချင်းတစ်ချိန်လုံးမထိုင်နေတဲ့ဖွဲ့တွေများနော်နောင်တနဲ့တိုးဝင်ပါနော်အဲ့တော့မီတင်မဲ့ထိုင်တော့ဖះရှိမှမျက်မှောက်တော့မှမဝင်ဖះရှိမှမထိုင်အဲ့တော့ဘာဖြစ်လဲကိုအုံနောက်ကမှန်နေဆိုတဲ့အရာပဲတစ်ချိန်လုံးလေဖះငွေတွေဟိုသွားလိုက်ဒီသွားလိုက်နော်ဟိုတော်လှန်ရေးတွေမှာသွားလိုက်သိလားမလိုအပ်တဲ့နေရာမှာတွေသွားကုန်တာအဲ့ဒီတင်းထောက်တွေစူမတောင်းသောတင်းထောက်များနော်နောင်တကြီးကျယ်ကိုနဲ့တိုးဝင်ဖို့လိုအပ်တယ်ဒီချိန်ကာလလေနော်ဆိုတော့လေဒါကြောင့်မိတ်ဆွေများဒီဗျာတဲ့တော်ကိုကြားတဲ့အခါမှာတဲ့နော်ခိုင်မာသောနှလုံးမရှိဖို့အတွက်ဖခင်ကပြောထားတာဖြစ်တယ်နော်ဒါကြောင့်ငါတို့တွေနော်အခုဒီကျွန်မပြီးခဲ့တဲ့ဘက်က share တဲ့ပြီးပြပါတာဖြင့်ပြောတဲ့အရာတွေ3ရက်အစာရှောင်မဲ့ကိစ္စပြင်ဆင်ကြနော်တင်းထောက်များနော်အဲ့တော့ကိုလေနော်မြန်တက်အော်ငါတို့တောင်မှငါတို့တွေတကယ်တမ်းဆိုငါတို့ပြောကြတော့မလို့ငါတို့ကိုယ်တိုင်အရင်သိရမှာငါတို့မသိလို့ဖခင်ကလူကိုဆေလွတ်ပြီးတော့ငါတို့ဒီလို remind လုပ်ပါလားနော်နားလဲနော်သိလားအလကားနေရင်နဲ့ဟောင်ပွားဘယ်သူမှပြောတာမဟုတ်ဘူးနော်ဒါကြောင့်အမုန်းခံပြီးဘယ်သူမှလေဟောင်ပွားပြောနေတာမဟုတ်ဘူးဖခင်ပြောခိုင်းလို့ပြောတဲ့အရာနော်ကျမတို့နာဆွရအောင်ဒါကြောင့်ဖခင်ကပြောပြီးသားကြားယုံပဲမဟုတ်ဘူးကြားပြီးတော့တုံလှုပ်တဲ့သူတွေပဲကဲတင်ချင်းရအောင်ဟာလေလုယာဒါကြောင့်မိတ်ဆွေများဖះစကားကြားတဲ့အခါမှာကျမတို့တုံလှုပ်ရလားအလေးနဲ့ထားရလားကျမပြောတာလေဒီရာလာတဲ့အခါကျကျမမနေ့ကလည်းဆူတောင်းတဲ့အစီအစဉ်မှာပြတကယ်တော့ဆိုငါတို့ဒီရောက်ကြားရင်ငါတို့အတင်းတော်မှာဒီလိုလာပြောရင်ငါတို့တွေတကယ်နှလုံးကိုစုပ်ပြီးတော့မှဟာလားပြာကောင်းမှဖြူပြီးတော့မှဘာဖြစ်လဲဂုံလေးအိတ်တောင်ဝက်ပြီးတော့မှငါတို့တွေဆူတောင်းရမှာလို့သိလားအေးအဲ့ဒါမှမဟုတ်ဘူးလေငါတို့မတောင်းစရာမလို့လို့ပြောကိုအဟုတ်ကြီးထင်ကိုဖြောင်းမှတ်တယ်လို့ထင်တာပေါ့ကိုအပြစ်မရှိဘူးလို့ထင်တာပေါ့သိလားသဘောကလေနော်မတောင်းမဲ့သူတွေများပြောပြတာမတောင်းချင်တဲ့သူတွေများပြောပြတာကိုကြည့်လိုက်နော်ငါတို့မှန်လာပြီငါတို့ဖြောင်းမှတ်လာပြီငါတို့အပြစ်ကင်းလာပြီမထင်နဲ့နော်ဖះကလူမြင်တယ်လို့မြင်တာမဟုတ်ဘူးအဲ့ဒါကြောင့်ကျမတို့ဖះအတန်ကိုပိုင်းခြားတည်တော်သူတွေဖြစ်ဖို့အထူးလိုအပ်တဲ့ကာလဖြစ်တယ်။နော်ဒါကြောင့်လေးမိတ်ဆွေများဒီချိန်လေးနှဆိုးအကြည့်ကျယ်လုံးလုံးနေနော်ကျမပြောပြီးပြီအခုတင်းတော်ထဲမှာ witness spirit Hamas ထဲမှာ witness spirit နဲ့ဘာဖြစ်လဲမင်း online ထဲမှာ witness spirit အတူတူပဲအတင်းတော်ထဲမှာလည်းအဲ့ဒါပဲလုံးနေတာ။နော်ပြန်ပုံကန်စေသော spirit အတူတူပဲတခြား spirit မဟုတ်ဘူး။တဘောပေါက်နော်ဒါကြောင့်လေငါတို့ကိုလေဆွဲငါတို့ကိုနော်ဥဆောင်တဲ့သူကတန်ရှင်းသောဝိညာဉ်တော့မဟုတ်ဘူးဆိုရင်တခြား spirit ပဲလေသဘောပေါက်လားနော်ဆိုတော့ဒါကြောင့်လေဘာပြောလဲဆိုတော့ဖះကလေ
သူအရန်ရင်းနေစေချင်တဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့အရန်သွားစေချင်တာဖြစ်တယ်ဒါကြောင့်လေယေရှုခရစ်ကဘာပြောလဲငါသွားရင်တဲ့မင်းတို့အတွက်အကျိုးရှိမယ်ပြောချင်တာကဘာဖြစ်လဲယေရှုခရစ်ကကယ်တင်ခြင်းလုပ်ပေးတယ်ဟာ तू ပဲအမြဲတမ်းသိရမလား तू ကပဲဥဆောင်မဟုတ်ဘူးနော် तू အသက်ပေးလို့ကယ်တင်သွားတဲ့သူတွေကယ်တင်ခြင်းရတဲ့သူတွေကိုနော်တာ၍ကောင်းသောသူကတာ၍ကောင်းသောဆရာကတွင်တင်ဖို့အတွက်ကိုငါသွားမယ်တဲ့သိလားငါသွားမှဥပိ္ပဇေဆရာဆိုတဲ့နော်တန်ရှင်တော်ဝိညာဉ်တော်နဲ့တို့စီလာမှာတဲ့ဒါကြောင့်လေအရန်ရေးကြည့်တယ်ယေရှုခရစ်ကသူကိုအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဆေလွှတ်ဖို့အတွက်သူကိုယ်တိုင်အဲ့ဒါဖာဖျားစီပြန်သွားရတာနော်ညာလက်ရုံမှပြန်နေမှပြန်သွားမှအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကလာရတာဖြစ်တယ်နော်ဒါကြောင့်အရန်ရေးကြည့်တာယေရှုခရစ်မသွားဘူးဆိုရင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်မလာဘူးဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်လာဖို့ရေးဘလောက်ရေးကြည့်လဲယေရှုခရစ်ကိုယ်တိုင်ယင်သွားရတာဖြစ်တယ်ဒါကြောင့်လေမိတ်ဆွေများကျွန်တော်ကျမတို့ကိုအကျွမ်းမဲ့တွင်တင်တော့အရန်ရေးကြည့်တော့တန်ရှင်တော်ဝိညာဉ်တော်နဲ့နော်အမြဲတမ်းပူးတွဲတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်တရားတွေဖြစ်နေဖို့လိုအပ်တယ်နော်သူ့ရဲ့လာနှိုးဆော်ခြင်းတွေပေါ်မှာကိုကနော်ဖြက်လက်လှုပ်ဆောင်တော်သူတွေဖြစ်ဖို့လို့ဒါကြောင့်မိတ်ဆွေများဒီနေ့နော်ဆင်းသက်ခြင်းဖယားတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းနော်တစ်ဖက်ကနေဖယားဆင်းတော်ဆင်းသက်တဲ့ဒါမဲ့စီရင်ခြင်းနဲ့ဆင်းသက်တဲ့အရာမျိုးမဖြစ်ဖို့အတွက်အထူးလိုအပ်တယ်သိလားဘာဘလုံရဲတိုက်ကြီးတိဆောက်တုံးကလေဟိုးဖယားကိုပေါ့အရန်စီးလုံးတာအခုလေပြမပြောပြမယ်ဖယားလိုတော့မရှိတဲ့နေရာမှာစီးလုံးတဲ့သူတွေများဖျားဆင်းလာရင်လေအဲ့ဒီဘာဘလုံရဲတိုက်ကိုဖျားမှွေတယ်လို့မျိုးလေကွဲပြားတယ်လို့မျိုးဖျားကကွဲပြားစေမှာဖြစ်တယ်သိလားဆင်းလာတာလေကောင်းကြီးပေးဖို့မဟုတ်ဘူးနော်ကွဲပြားစေဖို့အတွက်ဆင်းလာမှာဒါကြောင့်ဖျားဆင်းလာတဲ့အရာတိုင်းမှာကျမတို့သိဖို့လိုအပ်တဲ့အရာကကောင်းသောဆင်းလာခြင်းမျိုးနဲ့ဆင်းလာသလားနော်ဒါမှမဟုတ်စီရင်ခြင်းနဲ့ဆင်းလာသလားအရင်ကြီးတယ်ဖျားဆင်းလာတိုင်းမှာကျမတို့ကိုဟာလာပြုတ်ပင်မဲ့အရာလားဒါမှမဟုတ်လားပျက်စီးအကျိုးနဲ့စေမဲ့အရာလားအေးတတိထားနော်ဒါကြောင့်လေငါတို့ဒီဘာဘလုံရဲတဲ့လိုပုံစံမျိုးနဲ့သိမလားငါတို့လူမျိုးငါတို့တွေဟာလားအိုးငါတို့တဟင်းသားတွေနော်သိမလားစီလုံးပြီးတော့ငါတို့တွေနော်သိမလားမကွဲမပြစ်အောင်တစ်ချိန်လုံးလူမျိုးရေးအဲ့ဒါဟွာပဲလုံနေတဲ့အဖွဲ့တွေလေသိလားတတိထားဖျားစင်းလိုက်ကွဲပြားခြင်းအခုလဲလေအဲ့ဒါကြောင့်ပြောပြတာအရင်ကတော့ကလေးကကျမတို့ပြောတော့ငါလေသိလားနင်တို့ကိုနင်တို့တိုက်ကြမယ်ဆိုတဲ့ကိစ္စလေဖြစ်နေတာပဲသိလားကိုတိုက်ရင်သားတွေမစီလုံးလေချင်းချင်းတိုက်နေကြတယ်မဟုတ်ဘူးလားအေးဖယားတန်ရှင်တော်ဝိညာဉ်တော်ငါတို့ပုံမှာမဆင်းလောက်ဆိုသဘောပေါက်အတိပွင့်ကိုကြည့်ပြီးသဘောပေါက်သိလားစီးလုံးချင်းဖြစ်မလာဘူးကွဲပြားချင်းဖြစ်နေတယ်အချင်းချင်းတိုက်နေတာသဘောပေါက်နော်ဝိညာဉ်တော်ဆင်းလာတာမဟုတ်ဘူးဒါကြောင့်မိတ်ဆွေများကျွန်တော်တို့ဖယားတန်ရှင်တော်ဝိညာဉ်တော်ဒီပိန်တေကုတ်တွေကလိုမျိုးပဲဆင်းလာပြီးတော့မှဟုတ်လားကျွန်တော်တယောက်စီထဲမှာသူ့ရဲ့တန်ရှင်တော်ဝိညာဉ်တော်တိုးလောင်ပြီးတော့မှဘာဖြစ်လဲအိုမိမိဥစ္စာကိုပင်ဘာဖြစ်လဲသူ့ဥစ္စာကိုဥစ္စာလုံးမထင်တော့ဘဲနဲ့အလားတယောက်တယောက်ဖေးမှတော့နော်ယေရှုခရစ်၌စီးလုံးတော့တလုံးတော်ဝါတဲ့ဖြစ်ခြင်းအဲ့ဒီအရာကိုဖယားကဖြစ်စေတဲ့အရာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြေဝပြီးတကိုးနဲ့လှုပ်ဆောင်တော့သူတွေများစွာပို့ထုတ်လာဖို့အတွက်ဖခင်အဲ့လိုမျိုးเนาะဒီပန်တီကုတ်တွေကလိုမျိုးတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ခြင်းခံရတဲ့သူဖြစ်ဖို့အထူးလိုအပ်တယ်ဟာလေလုယာเนาะဒါကြောင့်မိတ်ဆွေเนาะကျွန်တော်ကျမတို့ဒီနေ့နော်ဖះကိုဆင်းသက်ခြင်းကိုကြိုဆိုတဲ့အခါမှာဘယ်လိုမျိုးနဲ့ကျမတို့ကြိုဆိုမလဲနော်ဒါကြောင့်အရန်ရေးကြည့်တယ်ကျွန်တော်ဒါကြောင့်ဒီနေ့နော်နှိမ့်ချစိတ်နှလုံးနှိမ့်ချဆိုတာနဲ့ဖះစီမှာတိုးဝင်မဲ့သူတွေများနားထောင်သိချနော်ကိုယ်စိတ်ကြိုက်နဲ့ဖះစီမှာစုမတောင်းနဲ့နော်ကျမခဏပြောရတဲ့ဒီအရာနော်ကိုယ်ဇာတိသဘောနဲ့နော်သိမလားငါတို့နိုင်ပါစေငါတို့နိုင်ဖို့အတွက်ငါတို့တတ်တဲ့နိုင်ဖို့အတွက်သွားမစုမတောင်းနဲ့နော်အဲ့လိုစုတောင်းခြင်းမျိုးဖះနိုင်အောင်တာမဟုတ်နော်နေ့ရလဲအဲ့ဒါသွားဆူတောင်းတာလဲလာတင်တာမတောင်းဘူးနော်သိလားကိုစိတ်ကြိုက်ကြီးပဲတောင်းနေတာလေဖះရှိမှာဆန္ဒတကုံပြတယ်နော်ဖះဝိညာဉ်တော့ဘာလို့ဘလို့နှိမ့်ချစေခြင်းလဲအပြစ်တွေဝင်ချတောင်းပန်စေခြင်းတဲ့အရာနှိမ့်ချစေခြင်းတဲ့အရာတွေကျွန်တော်တို့နှိမ့်ချဖို့လိုအပ်တယ်လူမျိုးဆွဲနေတဲ့အရာတွေနော်ဂိုင်းကနာဆွဲနေတဲ့အရာတွေဖះထက်လူမျိုးရေးကိုဦးစားပေးနေတဲ့အရာတွေအပြစ်တွေဝင်ချတောင်းမှဖို့အများကြီးပဲနော်ငါတို့တိုင်းရင်းသားတွေလေတိလာဖះတလောက်တေးအောင်ပြောနေတာ၄နှစ်ပြောနေလဲစကားနာမထောင်တဲ့အရာတွေသွေးသွင်းနေတဲ့အရာတွေနော်ဝင်ချတောင်းမှကြတယ်အများကြီးနိုင်ဖို့အတွက်ဆူတောင်းရမှာမဟုတ်ဘူးအပြစ်ကိုဝင်ချတောင်းပန်ပြီးနေရမှာဖြစ်တယ်နော်ဒါကြောင့်ဆူတောင်းမမှားတဲ့သူတွေနော်ဖြစ်ဖို့အရန်ရေးကြည့်တယ်နော်ဖះတန်ရှင်တော်ဝိညာဉ်တော်ခေါ်အဲ့တော့ကိုရောဘာတောင်းစေချင်တယ်လဲကိုရောဘယ်လိုတောင်းရမလဲတန်ရှင်တော်ဝိညာဉ်တော်ဖေးမှာပါအဲ့လိုမျိုးကျမတို့ကအတန်ရှင်တော်ဝိညာဉ်တော်ကိုကြီးတောင်းတာဒါကြောင့်လေယောမရှစ်ထဲမှာပြောငါတို့ဒီဘလို့ဆူတောင်းရမလဲမသိဘူးတဲ့အလားဒါကြောင့်အခြားသောဘာသာစကားပေးပြီးတော့ငါတို့နှုတ်ရည်မသိနိုင်တော့ညီးသွားခြင်းအဖြစ်ဝိညာဉ်တော်ငါတို့မဆာတယ်လေနော်ဒါကြောင့်
ဟိုတက်ရှင်တို့ဝိညာဉ်တော်ဆူတောင်းတဲ့အရာမှာပဲဘလို့တောင်းရမလဲဆိုတာမှစတဲ့ဖရားဖြစ်ဒါကြောင့်တက်ရှင်တို့ဝိညာဉ်တော်ဖရားကအရင်ရေးကြည့်လို့ငါသွားရင်နင်တို့အတွက်ပိုအကျိုးရှိမယ်တက်ရှင်တို့ဝိညာဉ်တော် opposite စီကနင်တို့အတွက်ငါဆေးလွတ်ပေးမယ်အဲ့ဒါပြောတာဖရားကဒါကြောင့်လေအရင်ရေးကြည့်တဲ့တက်ရှင်တို့ဝိညာဉ်တော်နဲ့အလုံးမလောက်တတ်ဘူးဆိုရင်မထိရောက်ဖို့သဘောပေါက်နော်ဇာတိနဲ့တိုးသွားတဲ့မြတ်အကုန်လုံးမီးလောင်မယ်ဖရားရှိမှ credit ရစရာအကြောင်းမရှိဘူးနော်တက်ရှင်တို့ဝိညာဉ်တော်ဥဆောင်ပြီးနော်ခိုင်းတဲ့အရာလုတ်တဲ့အရာမှာပဲဖရားရှိမှစုပေးခံရမယ်ဒါပဲဇာတိနဲ့လောက်တာဟန်တမြတ်အကုန်နော်မီးရှို့ခံရမယ်လောင်သွားမယ်ဘာစုမှရစရာမရှိဘူးနော်ဘာမှဝါကြောစရာမရှိဘူးဖြစ်တယ်ဒါကြောင့်မိတ်ဆွေများဖရားစကားကိုနားထောင်မှရင်မျိုးထက်တာရွေးကောင်းတယ်မလားတစ်ချိန်လို့ဖရားကိုချီးမွမ်းနေတာထက်ဖရားပြောတဲ့စကားတစ်ခွန်းကိုတေချာနားထောင်လုံတော်သူတွေနားထောင်တာပဲမဟုတ်ဘူးလက်တွေ့လုံတော်သူတွေဖြစ်ဖို့လိုအပ်တယ်နော်ဒါကြောင့်ကျွန်တော်တို့တရားစကားနားထောင်တာကြာပြီခရုစိတ်တစ်ချိန်လုံးတက်နေတာကြာများနေပြီဒါပေမဲ့ကျွန်တော်တို့လက်တွေ့မလုပ်ဘူးเนาะဒီနေ့မိတ်ဆွေများဒီဝိညာဉ်ဖခင်တွေလည်းတချို့တွေပြောတယ်เนาะဆရာဥပါတို့လည်းပြောတယ်တချို့ဆရာတယောက်နှစ်ယောက်လက်တချို့ရေတိုးလို့ရတဲ့ဆရာတွေလည်းပြောတယ်เนาะဝိညာဉ်တိုက်ပွဲပါလည်းနဲ့မလုပ်ကြပါနဲ့ပြောလည်းနားမထောင်ဘူးလေးနှစ်လုံးနားမထောင်ကြဘူးသူတို့လည်းเนาะပြောချင်တာကလေအဲ့လိုเนาะဒါပေမဲ့ခရုစိတ်ကြတော့တစ်ချိန်လုံးခေါ်တယ်သူတို့ကိုလေဘာနားထောင်တာလည်းမသိဘူးခရုစိတ်ကြတော့ခေါ်တယ်ကွာသိလားသူတို့ပြောတဲ့လိုင်းညွှန်နဲ့ကြတော့လည်းနားမထောင်ပြန်အဲ့လိုကျမတို့တိုင်းရင်းသားတွေရဲ့အကျင့်ကနော်ဆိုတော့ဒီနေ့ကျမတို့အကျွတ်မဲ့နော်နောင်တနဲ့လှည့်လာဖို့အတွက်လိုအပ်တယ်နော်ဝိညာဉ်မာနထားသောသူတွေမဖြစ်ဖို့အတွက်ကျမတို့အထူးတတိထားရအောင်ဆိုတော့ကျမတို့ဖះကကြည်နေတယ်စိတ်နှိမ့်ချမလားတချို့ကနော်နှိမ့်ချတယ်လို့ဒီလိုဟိုလေးစကားပြောချိုတဲ့လူတွေနော်ငင်ငင်တာတာပြောတဲ့လူနှိမ့်ချတယ်လို့ထင်တာဒီမှာကြည့်အခုပြီးပြပါပြောတဲ့နော်3ရက်အစာရှောင်ဆိုတဲ့အရာပေါ်မှာလေအဲ့မှာနှိမ့်ချလားမနှိမ့်ချလားအဲ့မှာကြည့်အတိပွင့်ထွက်လာလိမ့်မယ်နော်နှိမ့်ချတဲ့လူတွေကချက်ချင်းအစာရှောင်လိမ့်မယ်နော်ဘာလို့လဲကြားတဲ့အရာကိုဘာဖြစ်လဲအိုးဟုတ်တယ်ငါတို့အပြစ်သားတွေဖြစ်တယ်ငါတို့အပြစ်ရှိတယ်နော်ငါတို့နှိမ့်ချရမယ်သူတို့ကကြားယုံပဲမဟုတ်လက်တွေ့လောက်တာတချို့တွေကပါဇက်ကပဲနှိမ့်ချတာနော်ဒါပေမဲ့ဘာဖြစ်လဲအဲ့လိုမျိုးအစာရှောင်ဆူတောင်းခြင်းနဲ့နော်ဟလာဒီနှလုံးကိုဘာဖြစ်လဲဆွဲဆုပ်ပြီးတော့ဖယားရှင်မှာဝင်ချတောင်းပန်မဲ့ရကြတော့မလုပ်ဘူးအေးဒါကြောင့်လေဖခင်ကလေဟာလေလုယာလုပ်တိုင်းလေဖခင်ကလက်ခံတာမဟုတ်ဘူးเนาะဒါကြောင့်စကားလေးအပြောချိုတိုင်းလေဖခင်ကနှိမ့်ချတယ်လို့ထင်တာမဟုတ်ဘူးသူ့စကားကိုနားထောင်တဲ့လူကိုပဲဖခင်ကနှိမ့်ချတယ်လို့ခေါ်တာဖြစ်တယ်ဒါကြောင့်မိတ်ဆွေများเนาะကျမတို့ဒီဘာဖြစ်လဲဗျာဒိတ်တော့အတန်ကြားတဲ့အခါမှာเนาะနှိမ့်ချစွာနဲ့လှုပ်ဖို့အတွက်ပြင်ဆင်ပါเนาะတိုင်းရင်သားတင်းတော်တွေเนาะကျမတို့ဒီเนาะဒီတော်လှန်ရေးထောက်ပို့လုပ်နေတဲ့တို့ CNF တွေเนาะနှိမ့်ချပါเนาะဘာဖြစ်လဲနှိမ့်ချခြင်းကဖះစကားကိုနားထောင်ခြင်းဖြစ်တယ်နော်ပါဇက်ကပဲနှိမ့်မချနဲ့အစာရှောင်ဆူတောင်းခြင်းနဲ့ဖះရှင်မှာနှိမ့်ချပါနော်ဒီရလေးအဖြစ်ကျမမိတ်ဆွေတို့ကိုအတိပေးချင်တာဖြစ်တယ်နော်အရန်ချွတ်တတလေးနဲ့လေသွားချွဲပြတဲ့အရာမျိုးကနော်နှိမ့်ချတဲ့အရာမဟုတ်ဘူးနော်ဖះနှစ်သက်သောအစာရှောင်ခြင်းမျိုးနဲ့နော်ဖះမျက်မှောက်တို့ကိုတိုးဝင်တဲ့အရာကသာစင်မှန်သောနှိမ့်ချခြင်းဖြစ်တယ်ဒါကြောင့်ငါတို့အသင်းတော်တွေငါတို့ယုံကြည်သူတွေဖះအလိုလိုနဲ့နှိမ့်ချမလားဖခင်ကဆောင်ပွဲဆက်နေတာဖြစ်တယ်။နော်ကြိုက်တာရွေးလို့ရတယ်နော်နှိမ့်ချမလားမနှိမ့်ချဘူးလားဖခင်ကြည့်နေတယ်။ဒါကြောင့်ကျမတို့လောကကတတ်မှတ်သောနှိမ့်ချခြင်းနဲ့ဖခင်တတ်မှတ်သောနှိမ့်ချခြင်းမတူဘူးဖြစ်တယ်ပြောပြီးပြီနော်။ဒါကြောင့်ဖခင်အလိုတော်ရှိသောအစာရှောင်ဆူတောင်းခြင်းနှလုံးကြေကွဲစွာနဲ့မျက်မှောက်တော်တိုးဝင်ခြင်းပြက်ကိုဝင်ချတောင်းပန်ခြင်းအဖြစ်နှိမ့်ချသောသူတွေဖြစ်ဖို့လိုအပ်ပါတယ်နော်။ဒါကြောင့်မိတ်ဆွေများဒီနေ့အထူးနော်ကျမတို့ဆူတောင်းရအောင်ဒီဖះလုံးမဲ့အစီအစဉ်မြန်မာပြည်เนาะအခုဝိညာဉ်ရမှာပြောင်းလဲနေဒါကြောင့်လေကို့အစီအစဉ်နဲ့မြန်မာပြည်ပြောင်းလဲဖို့မလုပ်နဲ့เนาะပြောပြီးပြီเนาะဒီအခုတဲ့တော့ယုံကြည်သူတွေအဖြစ်အများကြီးပြောင်းလဲနေတယ်ဝိညာဉ်ဘိုင်းမှာပြောင်းလဲနေတယ်ဒါကြောင့်နော်ကျွန်တော်ကျမတယောက်စီတန်းကိုအကြိုက်ပုံစံမျိုးနဲ့ကိုလုတ်တဲ့ပုံစံမျိုးကိုလုတ်တဲ့တုံလှန်ရေးပုံစံမျိုးနဲ့ဖះပြောင်းလဲစေမယ်လို့ထင်ရင်အလွဲကြီးလွဲပြီနော်မလုပ်ဘူးဒါကြောင့်ကျမပြောပြပြီဖះက credit ကိုကျွန်တော်ကျမတို့ကိုပေးပါဘူးသူ့ဘုန်းကိုဘယ်သူမှပေးမှာမဟုတ်နော်မြန်မာပြည်ဒီဖះကြောင့်နော်ယေရှုခရစ်ကြောင့်လွတ်မြောက်တယ်ဆိုတာပဲဖြစ်ရမယ်နော်ငါတို့တွေတိုင်လို့ငါတို့တွေစူးစမ်းလို့ no အဲ့ဒါမျိုးမဖြစ်အောင်ဖះအဲ့ဒါဖြစ်ခွင့်မပေးဘူးနော်ဒါကြောင့်ဒီဖះကဒါကိုနှိမ့်ချဖို့အတွက်ပြောနေတာဖြစ်တယ်နော်ဒါကြောင့်အမိတ်ဆွေနော်ဖះကတော့သူ့ဘုန်းကိုဘယ်သူမှမပေးတဲ့ခါမှာမြန်မာပြည်ငါပဲကဲတင်တယ်နော်အဲ့ဒီအရာဖះပဲဖြစ်စေလိမ့်မယ်ဒါကြောင့်ကိုချင်းမချင်းကွန်ပျူတာချင်းကဖះစီကိုပဲရောက်မှာဖြစ်တယ်လူတွေစီရောက်မှာမဟုတ်နော်ဒါကြောင့်ကိုတော်လိုင်းရေးလုပ်နေတဲ့သူတွေလေခဏနေရန်ဖြစ်ကြအောင်မယ်ခဏနေရင်ဘာဖြစ်လဲထိုင်ခုံလူကြအောင်မယ်ခဏနေတရားတွေဆွဲကြအောင်မယ်ဖြစ်မှာပြောနေနဲ့သိလားဒါကြောင့်အမြန်ဆုံးနောင်တနဲ့တမန်တရားဘက်မှာရက်ဖို့လိုအပ်တယ်
နော်ဒီရတယ်ပြောလို့ကျမတို့ဒီအနှုတ်လက္ခဏာပြောနေတာမဟုတ်ပြောလာပြီးအခုချိန်ထိနှိမ့်မချသေးတဲ့အရာကိုလေပြောပြတာနော်နောင်တနဲ့မြင်တက်ဖို့အတွက်ပြောပြတာနော်ဆိုတော့ကျမတို့လည်းပြုပြင်ရအောင်နော်ငါတို့မှားပါတယ်လို့ပြောဖို့အတွက်ဝင်မလေးကြဆုံးနေသီလားငါတို့မှားတယ်ငါတို့တွေတကယ်နော်အပြစ်သားတွေဖြစ်တယ်ငါတို့တိုင်းရင်းသားတွေနော်မမှန်မကန်နဲ့ငါတို့လိုက်လျှောက်တဲ့အရာတွေငါတို့မမှန်မကန်နဲ့ငါတို့ဒီမှာလည်းနေခဲ့တဲ့အရာတွေလိန်နေခဲ့တဲ့အရာတွေဟုတ်လားအခုချိန်ထိလည်းသိရမလားအိုးတိလားဟိုအစိုးရငွေတွေစားတဲ့အရာတွေဒီအရာတွေအများကြီးရှိသေးတယ်နော်ငါတို့တွေမစုံလင်ဘူးငါတို့တွေနော်အပြစ်သားတွေဖြစ်တယ်နောက်တိုးဝင်ပါနော်ဒါကြောင့်မိတ်ဆွေဖခင်ကလေဒီနောင်တတကယ်စစ်မှန်သောနောင်တနဲ့တိုးဝင်တဲ့သူတွေပေါ်မှာတုံ့လှုပ်တဲ့သူပေါ်မှာကောင်းချီးမင်္ဂလာပေးဖို့ဝင်မလေးတဲ့ဖခင်ဖြစ်တယ်ဒါကြောင့်မိတ်ဆွေကြိုက်တာရွေးအသက်ရှင်ခြင်းနဲ့သေခြင်းကိုယ့်ရဲ့ရှေ့မှာရှိတယ်တော့ကြောင့်ရွေးလို့ရတဲ့ကာလဒီကာလဖြစ်တယ်နော်ဒါကြောင့်တချို့တွေနော်ကိုယ်ငွေအပြင်အသွေးသွင်းတဲ့အလုပ်တွေလုပ်တယ်လုံးကြိုက်တဲ့လောက်လို့အဲ့တဲ့အသွေးသွင်းတဲ့အရာကကိုယ့်ရဲ့သားစီမြစ်ဆက်ပါလာနေတဲ့သဘောပေါက်နော်ဒါကြောင့်ယုံကြည်သူတွေလုပ်တဲ့အရာတိုင်းမှာနော်ပေါ်ရွဖြစ်တယ်လို့မလုံးနဲ့နော်ဒါကြောင့်လေအခုလေဒါကြောင့် sponsor အရန်ပေးတဲ့ဒီ sponsor ပေးတဲ့သူတွေအသက်မရှိဘူးနော်တို့ရေးလုပ်တဲ့အသင်းအုပ်တွေဟိုနာမကျန်းဖြစ်ကုန်တယ်နော်ဒီຢာတွေကျမတို့အခုတွေ့နေရတဲ့အရာဖြစ်တယ်နော်တို့ရေးကိုဟုတ်လားတခါတည်းထောက်ခံပြီးတော့မှငွေတွေဟိုတော့ထောက်ပို့ပေးနေတဲ့သူတွေဝิญဉ်ပိုင်းမကျန်းမာတဲ့လူခန္ဓာပိုင်းမကျန်းမာတဲ့ဒါအရာဖြစ်နေတဲ့အရာကျမတို့မျက်စိရှိမှာအကုန်မြင်နေရတာဖြစ်တယ်နော်ဒါမတင်ယူလို့မရဘူးလေမိတ်ဆွေတို့ကိုကျော်ရပြောတာလက်မခံချင်အောင်မှနော်သူတို့ထွက်လာတဲ့အတိပွင့်ကိုကြည့်ပါနော်တင်းအုပ်တွေရဲ့အတိပွင့်ကိုကြည့်နော်တစ်ချိန်လုံးလေငါတို့တော်ထိုင်ရမယ်လို့ပြောတဲ့တင်းအုပ်တွေကျမ်းမာလားမကျမ်းမာလားကြည့်လိုက်အတိပွင့်ကိုကြည့်လိုက်နော်အဲ့ဒီမှာမြင်ရမှာဖြစ်တယ်တချို့တင်းကျမပြောပြီးပြီလေဟိုတစ်ခေါက်နော်ဆရာဥပါဦးလည်းပြောတဲ့အရာမှာနော်ရဲ့တချို့ရန်ကုန်မှာတေးသွားပြီမရောက်နိုင်တော့မတက်ရသေးသူတို့ကရင်သေးတာနော်တချို့တေးဟွာတွေမှာလည်းတောင်ပေါ်မှာလည်းအဲ့လိုပဲနော်တေးတဲ့လူတွေဆိုတော့ဖះသွန်တင်တယ်ဒါကြောင့်လေကျမတို့အတိပွင့်ကိုကြည့်ရအောင်နော်ဖះစကားကိုနားထောင်တဲ့သူတွေဖြစ်ဖို့အတွက်ကျမထူးနှိုးဆိုချင်တာဖြစ်တယ်ဖះကိုဝမ်းမြောက်စေတဲ့သူတွေဖြစ်ရအောင်နော်အလိုတော်ဆောင်တဲ့သူတွေဖြစ်ရအောင်ဆိုတော့ကျမတို့နော်ဒီဖះကိုနော်ဒီ practical လုပ်ခြင်းအဖြစ်ပဲတက်တည်ယေရှုခရစ်နောက်လိုက်ကောင်းနေဆိုတဲ့အရာကနော်လက်တွေ့လုပ်တော်သူတွေပါဇက်ကပဲအေးဟုတ်ပါတယ်မှန်ပါတယ်လို့ပြောနေတဲ့လူတွေမဟုတ်ဘဲနဲ့လက်တွေ့လှုပ်ဆောင်တော်သူတွေဖြစ်ပြီးတော့နော်ဖះဘုံတို့ထင်ရှားစေတဲ့သူတွေဖြစ်ရအောင်ဟာမယုံကြည်သူတွေလုပ်တယ်လို့မျိုးလုံနေစရာမလိုလေမယုံကြည်သူတွေလည်းလိုက်တတ်တာကိုလည်းလိုက်တတ်မယုံကြည်သူတွေငွေစားကိုလည်းလိုက်စားသိရမလားမယုံကြည်သူတွေလိန်တဲ့အရာနဲ့ကိုလည်းလိန်ဘာလဲဘာမှလည်းဖျားသားသမီးရဲ့အတိပွင့်ဘယ်မှာလဲနင်တို့တွေလောကရဲ့အလင်းပါလင်းမထွက်မလာတဲ့အရာမျိုးကိုကျမတို့နေဖို့အတွက်မဟုတ်ဘူးเนาะဒါကြောင့်ဒီအရာလေးကိုကျမမရှိလို့ကိုเนาะတင်ပြောပြတာဖြစ်တယ်ဆိုတော့မိတ်ဆွေများဒီချိန်ကျမတို့နော်လူအများကြီးကြိုက်တဲ့နောက်ကိုလိုက်နေချင်မလို့တပည့်ကသုံးနဲ့စိတ်နဲ့ခွဲနေတဲ့အချိန်ကာလဖြစ်တယ်နှုတ်ကပတ်တော်ကိုလက်ကြည့်တယ်နော်ဘေးအရာကဆက်မှန်တော့နှုတ်ကပတ်တော်လည်းကျမတို့ရွေးဖို့အတွက်လိုအပ်ပြီကျမတို့ပြောပြီးတင့်အထဲမှာနော်တုံ့ပြန်မှာတင့်အထဲမှာနော်လူကိုတတ်ပါလို့ပြောလာတဲ့ spirit ရှင်နော်တဘောကို deliverance လုပ်ဖို့တာပြင်တော့ငါအထဲမှာငါ့ကိုဥဆောင်တဲ့ spirit ဒီတန်ရှင်တော်ဝိညာဉ်တော်မဟုတ်တော့ဘဲနဲ့တခြား spirit ကငါ့ကိုဥဆောင်နေပြီငါ့ဝင်ပူးနေပြီလားတဘောပေါက်အဲ့တော့ကို deliverance ရတဲ့နဲ့လုပ်ဖို့လိုအပ်တယ်နော်မလွတ်မြောက်သေးတဲ့သူတွေများဒါကြောင့်မိတ်ဆွေများအခုကျွန်မပြောပြီးပြီကျွန်တော်တို့အခုဒီနောက်ဆုံးတော့ကာလအကျဉ်းစာအရန်ပြည့်စုံနေတဲ့ကာလကျွန်တော်တို့နေညာမပြတ်ကျန်းစာစစ်ကြည့်ရှုရမယ့်ကာလဖြစ်တယ်လွယ်လွယ်ကူကူနဲ့ဖတ်လို့ရတဲ့ကျန်းစာကျွန်တော်တို့လက်ထဲမှာရှိတဲ့ချိန်မှာနော်ကျန်းစာဖတ်ပြင်းတဲ့သူတွေမဖြစ်ဖို့အတွက်လည်းကျွန်မအထူးနှိုးဆိုချင်တာဖြစ်တယ်စာလံတစ်ထဲမှာပဲဖြစ်လဲထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုနေညာမပြတ်ဆင်ခြင်အောင်မေ့တော်သူတွေမင်္ဂလာရှိတဲ့ပြောပြီးသားဒါကြောင့်ကျွန်တော်တို့အထွေးထဲမှာနှုတ်ကပတ်တော်များများထည့်တဲ့သူတွေနော်အဆုံးထိတောင်တည်ကြည်စွာနဲ့ယေရှုခရစ်နောက်ကိုလိုက်တော်သူတွေဖြစ်ဖို့အတွက်ကျွန်မဒီနေ့ညအထူးနှုတ်ဆိုချင်တာဖြစ်တယ်ဆိုတော့တယောက်စီတိုင်းရဲ့အသက်တာထဲမှာနော်အလိုတော်ရှိစေခြင်းကအချင်းချင်းစေခြင်းကစေတနာအပြင်တန်ရှင်တော်ဝိညာဉ်တော်တွေပြုတ်ပြန်ပါစေနော်အစာရှောင်ဖို့အတွက်လည်းနော်ဖရာသခင်တန်ရှင်တော်ဝိညာဉ်တော်ဒီအနိုင်ထက်သွေးဆောင်တဲ့နော်ထာဝရဘုရားအလိုတော်နဲ့ညီအစာရှောင်ဆုတောင်းတော်သူတွေနှိမ်ချတော်တွေဖြစ်ကြပါစေလို့ယေရှုနာမနဲ့ကောင်းချီးပေးတယ်နော်နောက်မှပြန်တွေ့ရအောင်